ရှင်သာရိပုတ္တရာဤအနုပဒဓမ္မဝိပဿနာအပိုင်း6တရားဒေသနာတော်ရှင်သာရိပုတ္တရာဟာဥပတိတ်တဆိုတဲ့ပရပိုက်ဘဝမှာရှင်အတ္တဇိထံကနေပြီးသစ္စာ၄ပါးအကျဉ်းချုပ်ပြောဆိုတဲ့ခန္ဓာလေးတွေကိုနားလည်ရတဲ့အခါမှာသောတပန်ဖြစ်သွားတယ်။ဒါကအသိဉာဏ်အရာဆိုတော့ဉာဏ်ထက်ရင်ထက်တယ်လို့သွားတာသူကပညာရဲ့စွန့်တတ္တိဆိုတာလင်းမြန်တယ်လို့ပြောတယ်။သိသွားတာချက်ချင်းသိသွားတာအဲ့လိုသောတပန်ဖြစ်သွားတာနဲ့တပြိုင်နက်အထူးကျင့်စရာမလိုပဲနဲ့စံတရားတွေလည်းရရှိပြီးတော့သွားတယ်စံဆိုတာတမာတိလုပ်ငန်းပဲအာယုန်တစ်ခုကိုအောင်ပြုလိုက်တာနဲ့အလွယ်တကူရောက်ရှိသွားနိုင်တဲ့အဆင့်တွေကိုပြောတာတမာတိနဲ့သွားတဲ့အဆင့်တွေအဲ့ဒီအဆင့်တွေကလည်းပဲတစ်ခုပြီးတစ်ခုရရှိသွားတယ်ခြေကတစ်ခုရသွားလိုက်တာနဲ့ဒါတွေကရောက်ရှိပြီးတော့သွားနိုင်တယ်နော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်တတ္တဗံဖြစ်ပြီးတဲ့နောက်သာသနာတော်ဝင်ရောက်လာတဲ့အခါမှာသာသနာတော်ဝင်ရောက်တဲ့အခါတတ္တဗံဖြစ်ပြီးမှဝိနာဖြစ်တော့ပရပိုက်အသွင်ကနေပြီးတော့သမဏအသွင်ခံယူပြီးမြတ်စွာဘုရားရဲ့တပည့်ဖြစ်ခံယူလိုက်တာအေဟိဘိက္ခုဆိုတာနဲ့ခံယူပြီးတော့မဂ္ဂင်၈ပါးအကျင့်တရားကိုဆက်လက်ကျင့်ရဝိပဿနာလမ်းကြောင်းကိုဆက်လက်ပြီးတော့ကျင့်ကြအဲ့လိုကျင့်တဲ့အခါမှာတရားဓမ္မကိုအသေးစိတ်လေ့လာနေလို့15ရက်လောက်ထိအောင်ဉာဏ်ဖြစ်ဖို့အတွက်အချိန်ယူပြီးတော့ကျင့်ရတယ်ဒါအသေးစိတ်လို့ရင်ကြံ့ကြတယ်ဆိုတာဒါသဘာဝပဲအသေးစိတ်လိုက်နေတာအသေးစိတ်လိုက်တဲ့ပုဂ္ဂိုလ်ကသူကဒါနဲ့တူတူပဲလို့အဲ့ဒါလို့ဆုံးဖြတ်လိုက်တာမဟုတ်ပဲနဲ့စူးစမ်းလေးလာမှုကတစ်ခုစီတစ်ခုစီစူးစမ်းလေးလာအဲ့ဒီတစ်ခုစီတစ်ခုစီအသေးစိတ်လေးလာတာကိုပဲအနုပဒဒီလိုပြောတာအနုပဒအသေးစိတ်သူကအသိဉာဏ်ဆိုတာတစ်ခုကိုကြောင်းပြုပြီးတော့ဖြစ်လာလို့ရှင်တယ်ကျန်တာတွေလည်းတူတူပါပဲလို့ဆုံးဖြတ်ချက်ချလို့ရတယ်လေအဲ့လိုတူတူပါပဲလို့ဆုံးဖြတ်ချက်ချလိုက်လို့ရနိုင်တဲ့ဟာတွေကိုမချပဲနဲ့တစ်ခုစီတစ်ခုစီအသေးစိတ်ကိုလေးလာဆန်းစစ်ကြည့်တယ်အဲ့လိုအသေးစိတ်ဝိပဿနာရှုတယ်ပေါ့နော်ဒါကြောင့်မို့အနုပဒဓမ္မဝိပဿနာလို့ပထမဇန်ဝင်စားပြီးတဲ့နောက်မှာပထမဇန်ကထားလိုက်တယ်ထားတယ်ဆိုတော့ပထမဇန်ကနေပထမဇန်ဝင်စားတယ်ဆိုတာအာယုတစ်ခုနဲ့အလုံးလုံးတဲ့သဘောပဲဇန်ရဲ့အာယုပေါ်မှာစိတ်ဆိုင်ပြီးတော့အချိန်တော်ကြာအောင်စိတ်ဆိုင်ပြီးနေထိုင်ပြီးတဲ့အခါဇန်ကထားတယ်ဆိုတာအဲ့ဒါရဆိုင်လိုက်တာအိယာကထားတယ်ဆိုရင်အသုံးမျိုးပဲဒါနော်အိပ်ပျော်နေရကနေအိယာကထားလိုက်တယ်ခေါ်တော့ကမ္မထမ်းထိုင်ရကထားတယ်ဆိုပုံစံမျိုးထားတာမျိုးတော့မဟုတ်ဘူးသူကသမာဓိအာယုံတစ်ခုနဲ့တဘာဝတရားကိုရှုမှတ်နေပြီး
အဲ့ဒီအာယုန်နဲ့အဲ့ဒီစိတ်တွေကိုရပ်ဆိုင်လိုက်ပြီးတဲ့အခါမှာအတွေ့အကြုံကိုပြန်ပြီးတော့ရှုမြင်တာကြတော့ဝိပဿနာပဲရောက်သွားသဘာဝတရားတွေကိုပြန်ရှုတယ်နော်အိမ်မက်မဲ့ပြီးနိုးလာတဲ့အခါမှာအိမ်မက်ထဲမှာဘာတွေတွေ့တယ်ဆိုတာပြန်ပြီးတော့စဉ်းစားတယ်လို့ပဲစံဝိဇ္ဇာနေတဲ့အချိန်မှာကိုယ်တဏ္ဍမှာဖြစ်ခဲ့တဲ့တရားတွေကိုအသေးစိတ်ဘာတွေဖြစ်တယ်ဆိုတာကိုပြန်ပြီးတော့ပိုင်းခြားသတ်မှတ်ပြီးတော့သိတာအနုပဒဝဝဋ္ဌိတာလို့အနုပဒဝိပဿနာဆိုတာအဲ့လိုအသေးစိတ်ကိုပြန်ကြည့်တာအဲ့တော့ပထမဇန်ဝင်စားပြီးပထမဇန်ကထပြီးပထမဇန်ထဲမှာပါတဲ့တရား16မျိုးကိုအသေးစိတ်ဝိပဿနာရှုပုံကိုရှေ့ပိုင်းမှာဟောပြီးသွားပြီနော်အခုနောက်ဇန်တစ်ဆင့်ပြောင်းပြီးတော့ဝင်စားတာမြတ်စွာဘုရားအဲ့ဒီကနေစပြီးတော့တခါဟောတယ်ဣဒပုဏ္ဏစပရံဘိက္ခဝေတာရိပုတ္တောယဟန်တို့တဲ့ပထမဇန်ကထပြီးတော့ပထမဇန်ထဲမှာတွေ့ရတဲ့တရား16မျိုးကိုအသေးစိတ်ဝိပဿနာရှုပြီးတဲ့အခါမှာနောက်တက္ကနစ်ပြောင်းပြီးတော့ဒုတိယဇန်ကိုဝင်စားလိုက်တယ်လို့ဆိုလို့ဒုတိယဇန်ကိုဝင်စားတယ်အဲ့ဒီဒုတိယဇန်ဝင်စားပုံလေးကိုမြတ်စွာဘုရားကဒီမှာဟောတယ်ပုဏ္ဏစပရံဘိက္ခဝေတာရိပုတ္တောဝိတကဝိสารဏံဟုပတမဒုတိယဇန်ဆိုတာအဆင့်တက်သွားတာအကြမ်းမြင့်ပြောရမယ်ဆိုရင်ဇန်တစ်ဆင့်ကနေတစ်ဆင့်တိုးမြင့်သွားတာဟာဇန်အင်္ဂါလို့ခေါ်တဲ့ဝိတကဝိสารပိတိဒုက္ခဧကဂတဒီ၅မျိုးဇန်အင်္ဂါလို့ခေါ်တယ်အာယုံမောတင်ပေးနေတာဝိတကအာယုံနဲ့စိတ်ကွာမသွားအောင်ထိန်းတာကဝိสารအာယုံမောမှာကျေနပ်နှစ်သက်နေတာကပိတိကိုချမ်းသာစိတ်ချမ်းသာခံစားရတာဒုက္ခစိတ်တည်ငြိမ်နေတာကဧကဂတအဲ့ဒီသဘာဝတရား၅ခုကိုပေါင်းပြီးတော့ဇန်လို့ခေါ်ထားတာဒီသဘာဝတရား၅ခုဟာကိုယ်တဏ္ဍမှာတညီတဲ့တစားထောင်မဖြစ်ပဲနဲ့အလုံးဟာသူ့အလုပ်ကိုသူတညီတဲ့တပြေးတဲ့အာယုံတစ်ခုတည်းပေါ်မှာအလုပ်လုပ်ကြပြီဆိုရင်စိတ်ဟာတည်ငြိမ်ပြီးတော့စံဝင်စားနေတယ်လို့ခေါ်တာအဲ့ဒီထက်မဲ့ပထမဇန်ကိုအချိန်ချင်းဝင်စားကြည့်လိုက်တဲ့အခါမှာသမာဓိရဲ့အနှောက်အယှက်လို့ယူဆရတဲ့အရာပါတော့ဆိုဝိတက်နဲ့ဝိสารသူကအမြဲတမ်းအာယုံပေါ်မှာစိတ်ကိုတင်ပေးနေတာဆိုသူလှုပ်ရှားမှုတွေရှိနေတယ်တမာတိဆိုတာတည်ငြိမ်တာအဲ့တော့အာယုံပေါ်ကိုစိတ်ကိုတင်ပေးနေတဲ့ဝိတက်နောက်အာယုံနဲ့စိတ်နဲ့ကြွားမသွားအောင်ထိန်းနေတဲ့ဝိสารတနည်းအားဖြင့်ပြောလိုက်မယ်ဆိုရင်တမာတိကိုတိုးမြင့်လိုက်တဲ့အခါအာယုံကိုတွန်းတင်ပေးစရာမလိုတော့ဘူးအာယုံနဲ့စိတ်ကြွားမသွားအောင်ထိန်းစရာမလိုတော့ဘူး automatic ထိန်းသွားနိုင်တဲ့အနေအထားမျိုးရောက်သွားတဲ့အခါဝိတဝိสารကိုဖယ်လိုက်တာဆိုလိုတာဝိတဝိสารမပါဘဲနဲ့အာယုံမှာယက်တည်နိုင်သွားတယ်ဘာနဲ့ဥပမာတူလို့ဆိုရင်ကလေးတွေပထမဆုံးကစပင်းစီးတဲ့အခါကျလက်နဲ့ကင်ပြီးတော့စီးကြတယ်နောက်ကျတော့ကျွမ်းလာတဲ့အခါကျတော့လက်လွတ်ပြီးစီးတယ်လို့ပဲပေါ့နော်အလုပ်တစ်ခုဟာကျွမ်းလာပြီဆိုလို့ရှိရင်အဲ့လက်နဲ့မကင်တော့ဘဲနဲ့ခြေထောက်နဲ့ပဲထိန်းသွားတာမျိုးတို့ပေါ့သူကလေဝိတဝိสารကနေအာယုံပေါ်မှာတင်ပြီးတော့အာယုံနဲ့ထိန်းပေးရတဲ့အနေအထားမျိုးမလိုတော့ပဲနဲ့သူကသူအာယုံပေါ်မှာယက်တိနိုင်တဲ့အနေအထားမျိုးရသွားတာအဲ့ဒါဝဲစာပြရလို့ဆိုတော့ဝိတကဝိสารဏဥပသမဝ
ဝိတ္တနဲ့ဝိသရာနှစ်ခုကိုဖယ်ပလိုက်တယ်မပါတော့ဘူးသူတို့ကိုကြော်လိုက်ပြီတမာရီစွမ်းအားနဲ့သူတို့ကြော်ပလိုက်ပြီကြော်ပလိုက်တော့ပထမဇန်တော့လို့ဝိတ္တဝိသရာမပါဘဲနဲ့သူကကျွမ်းကျင်မှုစိတ်စွမ်းအားထက်မြက်လာတဲ့အတွက်ကြောင့်ဝိတ္တဝိသရာမပါဘဲနဲ့အာယုံမောရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့ဆိုင်က၅ပါးတဲ့ကဒီနှစ်ခုကြော်လိုက်ပြီသူရှိပါအဲ့ဒါကိုပြောတာဝိတကဝိသရဏစိတ်ကူးတွေးတော်ခြင်းနဲ့ကြံစည်ခြင်းတို့ကိုဥပဒမဖယ်ရှားပစ်လိုက်ခြင်းကြောင့်သူတို့နှစ်ခုမပါတော့ဘူးဆိုအခြေအနေတစ်ခုဘာထူးခြားလာတော့ဆိုအစ္ဆတံတမ္ပတရဏစိတ်ထဲမှာကိုယ့်ရဲ့ရင်ထဲမှာတရားစွမ်းအားကပို့ပြီးတော့ကြည်လာတယ်အဲ့ဒါဘာနဲ့ဥပမာတူတော့ဆိုတရားဆိုတာပထမဇန်တော့လည်းရှိတာပဲယုံကြည်ချက်ဆိုတာရှိတယ်ဒါပေမဲ့ဝိတ္တဝိသရာဆိုတဲ့အာယုံမတွန်းတင်ပြီးတော့နေတဲ့အရာတွေကလှိုင်းခရက်ကလေးတွေလို့သူကလှုပ်ရှားမှုတွေရှိတယ်နော်လှုပ်ခတ်မှုတွေရှိတယ်အဲ့တော့ရေပဲဖြစ်စေလှုပ်ခတ်နေလို့ရှိရင်သူကကြည်တယ်လို့ပြောလို့မရတော့မငြိမ်တဲ့ရေပြင်ထဲမှာကိုမျက်နှာရိပ်ကိုပြီးသားမြင်ရမှာမဟုတ်ဘူးတော့ဝိတ္တဝိသရာဖယ်လိုက်တဲ့အခါမှာစိတ်ဆွမ်းအားတွေပို့ပြီးတော့ကြည်လင်တောက်ပြောင်လာတယ်ဒါဘာကြောင့်တောက်ပြောင်လာတာတော့ဆိုဝိတ္တဝိသရာကိုဖယ်လိုက်လို့ဝိတ္တဝိသရာဆိုတဲ့လိုင်းခရက်ခလေးတွေမရှိတော့စိတ်ကတအားငြိမ်သွားတဲ့အပေါ်မှာဖြစ်လာတဲ့တရားစွမ်းအားလေးတွေကအပေါ်တက်လာတယ်စိတ်ဟာတအားကြည်လာတယ်ပေါ့နော်ကြည်လင်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားအစ္ဆတံသမ္ပတရဏကိုယ်တဏ္ဍမှာစိတ်ကိုကြည်လင်စေတဲ့တရားစွမ်းအားတွေမြင့်တက်လာတဲ့တရားစွမ်းအားလည်းကြီးလာတယ်နောက်တစ်ခုပို့ပြီးတော့တိုးတက်လာတာဘာလို့ဆိုစေတသောဧကောဋိဘဝံစိတ်မှလည်းပဲအကောင်းဆုံးဖြစ်တဲ့တမာတိဟာလည်းဖြစ်ပွားလာတယ်အရင်တော့ဝိတ္တဝိသရာလှုပ်ခတ်နေသည့်အတွက်ကြောင့်တနည်းအားဖြင့်အနှောက်အယှက်ကလေးတွေရှိတယ်တမာတိဆိုတာငြိမ်တာ哦အဲ့တော့ဝိတ္တဝိသရာကရောက်ရခတ်တာလေးပါသည့်အတွက်ကြောင့်တမာတိကငြိမ်သက်တာမဖြစ်ဘူးအဲ့တော့ဝိတ္တဝိသရာမပါတော့ဘူးဆိုလို့ရှိရင်တမာတိကတအားငြိမ်သွားတယ်အဲ့ဒါကိုပဲဧကောဋိဘဝံတကယ်ကောင်းမြတ်တဲ့တိုးတက်မြင့်မားလာတဲ့တမာတိကိုဖြစ်စေနိုင်တယ်အဲ့ဒီတမာတိပါဝင်လာတယ်ဆိုလိုတာကပထမဇန်တော့လည်းတရားနဲ့တမာတိရှိတာပဲသို့တော့ဒုတိယဇန်မှာရှိတဲ့တရားနဲ့တမာတိကဝိတ္တဝိသရာဆိုတဲ့အနှောက်အယှက်ကင်းသွားတဲ့အကြောင်းပိုးကြည့်ပြီးတော့ပိုးတည်ငြိမ်လာတယ်ဒီလိုပြောချင်တာဒုတိယဇန်အဆင့်ကြတော့ပို့ပြီးတော့တီးတရားကပို့ပြီးတော့တီးကြည်တရားပို့ပြီးတော့ကြည်လင်းလာတယ်တမာတိကပို့ပြီးတော့တည်ငြိမ်လာတယ်အဲ့ဒီအခြေအနေနှစ်ခုတိုးတက်ဖြစ်ပေါ်လာတယ်အဲ့ဒီလိုတိုးတက်ဖြစ်ပေါ်လာတာဟာအဝိတကံအဝိသရာဝိတ္တဝိသရာကိုလုံးဝဖယ်လိုက်တယ်ဝိတ္တဝိသရာကိုလုံးဝဖယ်လိုက်လို့ဖြစ်ပေါ်လာတဲ့တမာတိအရှိန်ဝါကောင်းလာတယ်အရှိန်ဝါကောင်းလာတော့တမာတိစံပိဋိဒုက္ခနှစ်သက်ခြင်းချမ်းသာခြင်းဆိုတဲ့စိတ်အခြေအနေနှစ်ခုဟာတမာတိကပေးတဲ့နှစ်သက်ခြင်းနဲ့ချမ်းသာခြင်းဆိုတဲ့စိတ်အခြေအနေတစ်ခုကိုရရှိတယ်ပထမဇန်တော့ဝိဝေကဇံပိဋိဒုက္ခလို့ခေါ်တယ်နိဝရဏဆိုတဲ့အကုသိုလ်တွေနိဝရဏတရားတွေကင်းရှင်းသွားလို့ချမ်းသာတဲ့ပိဋိဖြစ်တာအခုကကြတော့မဟုတ်ဘူးတမာတိကြောင့်ပိဋိဖြစ်တာတမာတိကဝိတ္တဝိသရာမရှိတဲ့နောက်ကြတော့ပို့ပြီးတော့အားကောင်းလာတယ်
အကောင်းလာလို့ကြတော့ဒီတမာတိစွမ်းအားနဲ့ရလာတဲ့ပိဋိဒုက္ခကလည်းအတိုင်းအတာမှာဒီဂရီတစ်ခုပိုတက်လာတယ်အဲ့တော့ဒါဒုတိယဇန်ရဲ့အည်သွေးတွေကိုပြောပြနော်ရှင်သာရိပုတ္တရာဒုတိယဇန်ဝင်စရလိုက်တဲ့အခါမှာဝိတဝိสารကြော်လိုက်နိုင်သည့်အတွက်ကြောင့်တတိတွေကပို့တရားတွေကပို့ကောင်းလာတယ်နောက်တမာတိတရားတွေကပို့ထက်လာတယ်ဝိတဝိสารကင်းသည့်အတွက်ကြောင့်တမာတိကပိဋိဒုက္ခကိုဖြစ်ပေါ်စေလာတယ်အဲ့ဒီလိုပိဋိဒုက္ခဧကဂတဆိုတဲ့ဆံအင်္ဂါ3မျိုးနဲ့ဖွဲ့စည်းထားတဲ့ဒုတိယဆံလေးကိုသူ့ရင်ထဲမှာအပြည့်အဝတွေ့ရှိပြီးတော့အချိန်ပိုင်းတစ်ခုဇံဝင်စားတယ်လို့ပြောတယ်ပထမဇံတော့က5မျိုးနဲ့စိတ်အခြေအနေ5မျိုးဖြစ်တယ်ဒုတိယဇံကျတော့စိတ်အခြေအနေ3မျိုးတည်းနဲ့သွားတယ်ပိဋိရဲ့ဒုက္ခရဲ့ဧကဂတအဲ့3မျိုးနဲ့သွားတယ်အဲ့ဒီမှာထူးခြားလာတာကတရားပို့ပြီးတော့ကြီးလာတယ်တမာရီကပို့တည်ငြိမ်လာတယ်တိုးတက်လာတယ်ဒါထူးခြားချက်တွေအဲ့လိုတိုးတက်လာခြင်းဟာဝိတဝိสารကင်းသွားလို့ပဲဖြစ်တယ်ပေါ့ဒီကိလေသာကင်းလို့စင်ကြတာကကြည်တာတစ်မျိုးအခုကဝိတဝိสารရဲ့ရောက်ရက်ခတ်မှုမရှိတော့တာပို့ပြီးတော့စိတ်ထဲမှာတည်ငြိမ်မှုတွေဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့လိုဒုတိယဇန်အဆင့်ကိုဝင်စားလိုက်တယ်ပထမဇန်နဲ့ပိုကောင်းတဲ့တမာရိဝိတဝိสารမပါဘဲနဲ့အာယုန်တစ်ခုပေါ်မှာယက်တည်နိုင်တဲ့စွမ်းရည်တတိရှိတဲ့ပိဋိဒုက္ခဧကဂတ3မျိုးနဲ့ယက်တည်နေတဲ့ဒုတိယဇန်အဆင့်ကိုရောက်ရှိပြီးတော့နေထိုင်တယ်တဲ့ဒါမြတ်စွာဘုရားရှင်သာရိပုတ္တရာဒုတိယဇန်ဝင်စားပုံလေးကိုရှေးဥစွာရင်ပြောတယ်ပြောပြီးတဲ့အခါမှာဝင်စားပြီးတဲ့အခါမှာဝင်စားရာကထလိုက်ရင်အဲ့ဒုတိယဇန်ဝင်စားနေတဲ့အချိန်မှာဘာစိတ်တွေဖြစ်တယ်ဆိုတာပြန်လာပြီးတော့သုံးသပ်လို့ရတယ်ဝင်စားနေတော့သုံးသပ်လို့မရဘူးဝင်စားနေတဲ့အချိန်ကဇန်ရဲ့အာယုံကတစ်ခုဝိပဿနာအနေနဲ့ပြန်သုံးသပ်ထားတော့ဇန်ထဲမှာရှိတဲ့တရားတွေကိုပြန်ကြည့်တာဖြစ်တဲ့ကြောင့်နှစ်ခုကိုတစ်ပြိုင်တည်းလုပ်လို့မရဘူးဇန်ကထားလိုက်တယ်ထပြီးရင်ဇန်စိတ်ဖြစ်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့စိတ်အခြေအနေတွေကိုပြန်ပြီးသုံးသပ်တယ်ဆိုတာကိုမြတ်စွာဘုရားကဆက်ပြီးတော့မိန့်တယ်ယေသဒုတိယေသနေဓမ္မတဲ့ဒုတိယဇန်ဝင်စားနေတဲ့အချိန်မှာတဲ့ဖြစ်ပေါ်လာခဲ့တဲ့တရားတွေအဲ့ထက်မှထူးခြားဖြစ်စဉ်တွေဘာလို့ဆိုအစ္ဆတံတမ္ပတာရောစာရှင်တဲ့နှလုံးထဲမှာဖြစ်တဲ့အလုံးကိုကြည်လင်တဲ့တရားကြည်လင်တဲ့တရားဆိုတာအနှောက်အယှက်ခင်းပြီးတော့လုံးဝရဲရဲတဲ့တရားအဲ့ဒီတရားရဲ့ပိဋိရဲ့ဒုက္ခရဲ့ဧကဂတရဲ့နော်အဲ့ဒီမှာဇာယင်္ဂအနေနဲ့ကပိဋိဒုက္ခဧကဂတဒါပေမဲ့ထူးခြားတဲ့ထင်ပေါ်လာတဲ့အည်သွေးတစ်ခုဖြစ်တဲ့တတ္တဝါထည့်ပြောထားတယ်တမ္ပတာရဏဆိုတဲ့နာမည်နဲ့တမ္ပတာရဏဆိုတာစိတ်ကိုပို့ပြီးတော့ကြီးစေတယ်တရားဆိုတာကြီးတာကိုပြောတာကြီးတဲ့သဘောရှိတယ်လူဆိုတာဗမာစကားလည်းပြောပါတယ်ငါစိတ်မကြည်ဘူးစိတ်ကြည်တယ်နဲ့ပြောကြတယ်လေစိတ်မကြည်တဲ့လူတယောက်ကစကားပြောလဲအဆင်မပြေဘူးကောင်းတာလုပ်ဖို့လည်းသူစိတ်မကူနော်သူတော့ပြောရင်လည်းဘူးပေါက်ဖြစ်မှာပဲစိတ်မကြည်ဘူးဆိုတဲ့အချိန်မှာအကောင်းမဖြစ်လားကိုအဲ့လိုစိတ်မကြည်တာမဖြစ်ဖဲနဲ့စိတ်ကြည်နေတယ်ဒုတိယဇန်ဆက်ပို့ပြီးတော့ကြည်အဲ့တော့ဒုတိယဇန်ဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့ဟာအဲ့တော့ထူးခြားတဲ့စိတ်ကြည်တဲ့တရားပြီးတဲ့အခါမှာဆိုင်ငါအနေနဲ့ပိဋိရဲ့ဒုက္ခရဲ့အဲ့ဒါအဲ့ဒီ၄မျိုးနောက်ထပ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဖတ်တာဝေဒနာတင်ညာစေတနာစိတ်ဓာတ်ဆန္ဒအဓိမောက္ခဝိရိယတ
တိဥပိ္ပခမနတိကာရဆိုတဲ့17မျိုး17မျိုးရဲ့ဒီက4မျိုးရဲ့15မျိုးပထမဇန်တော့16မျိုးလေ့လာသုံးသပ်ပြအခုဒီမှာတစ်ခုရော့သွားပြီနော်15မျိုးလေ့လာသုံးသပ်ပြအဲ့ဒီမှာဝင်တဲ့တရား15မျိုးကို15မျိုးဟာရှင်သာရိပုတ္တရာကအဲ့တုန်းကဒုတိယဇန်ဝင်စားရကထားလိုက်တဲ့အခါမှာအဲ့ဒီတရား15မျိုးကိုသူကောင်းကောင်းပိုင်းခြားပြီးတော့သိလိုက်တယ်ဒါကိုမြတ်စွာဘုရားကဆက်ပြီးတော့တရားသဓမ္မာအနုပဒဝဝဋ္ဌိတာဟောတိရှင်သာရိပုတ္တရာအနေနဲ့အဲ့ဒီ15မျိုးသောတရားတွေကိုအသေးစိတ်ပိုင်းပိုင်းခြားခြားကွဲကွဲပြားပြားသိရှိတာဖြစ်တယ်ကိုယ့်ရင်ထဲမှာဘာတွေဖြစ်တယ်ဆိုတာကိုတစ်ခုစီတစ်ခုစီအသေးစိတ်ရှင်းရှင်းလင်းလင်းကြီးသိတယ်လို့သူတို့ပြောတာဒီကြတော့တရားကိုဒီနံတရားတွေကိုအာယုံပြုလိုက်တာကြတော့ဒါဝိပဿနာအာယုံဖြစ်သွားရောခုနဇံဝင်စားတော့ကပညာအာယုံတစ်ခုနဲ့ဝင်စားရတာသူကမမကတိုင်းနဲ့ပဲဖြစ်စေကတိုင်းယုံနဲ့ပဲဖြစ်စေအဲ့ဒါလိုပညာနဲ့ဝင်စားပြီးတော့အဲ့ဒီကထားလိုက်တဲ့အခါမှာအဲ့ဒီပညာကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့ဇံစိတ်အခြေအနေတွေကိုပြန်ရှုလိုက်တဲ့အခါဝိပဿနာဖြစ်သွားအဲ့တော့တပည့်ထကနေဝိပဿနာကူးတယ်ဆိုအဲ့ဒါပြောတာအာယုံပြောင်းပလိုက်တာဇံရဲ့အာယုံမဟုတ်တော့ဘူးဇံစိတ်တွေကိုဇံတရားတွေကိုပြန်အာယုံပြုတယ်လို့သူတို့ဆိုလို့တယ်သူရဲ့အာယုံကိုဖယ်လိုက်ပြီးတော့ဇံစိတ်တွေကိုပဲဝိပဿနာလုပ်တဲ့အခါအာယုံအဖြစ်သုံးချလိုက်တယ်အဲ့တော့ခံမှန်းကြည့်ကြလို့ရှိရင်အိမ်မက်မဲ့တဲ့အခါအိမ်မက်ထဲမှာတွေ့တဲ့အာယုံတွေကတခြားအဲ့တော့အိမ်မက်ထဲမှာဘာတွေတွေ့တယ်လို့ပြန်စဉ်းစားတာကတခြားလေအဲ့တော့အိမ်မက်ထဲကအာယုံတွေမဟုတ်တော့ဘူးသူကအိမ်မက်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုပြန်ကြည့်တာအခုလည်းဒီဇံအားထားတဲ့အခါမှာဇံထဲမှာဖြစ်ပေါ်လာတဲ့စိတ်အခြေအနေ15မျိုးကိုမြတ်စွာဘုရားကတရားသဓမ္မာအနုပဒဝဝဋ္ဌိတာဟောတိအဲ့ဒီ15မျိုးသောတရားတွေကိုရှင်သာရိပုတ္တရာဟာအသေးစိတ်ပိုင်းခြားပြီးတော့သိတယ်တဲ့သိတဲ့အခါမှာဘယ်လိုထိအောင်သိတုံးဆိုတရားသဓမ္မာဝိဓိတာဥပ္ပဇ္ဇန္တိဖြစ်လာတာလဲထင်ထင်ရှားရှားသိတယ်ကိုယ်တော်ဝါဒမဟုတ်ဘူးဖြစ်လာတဲ့အခါမှလည်းသိလိုက်တယ်ဖြစ်တာကိုလည်းသိတယ်ဝိရိဒဥပဋ္ဌာန်တိအသိဉာဏ်နဲ့ထင်လာတဲ့သဘာဝတွေကိုလည်းသိတယ်ဝိဒိတာအပဋ္ဌံခိသန္တိချုပ်သွားတာတွေကိုလည်းသိလိုက်တယ်ပေါ်လာတယ်ပျောက်သွားတယ်အကုန်လုံးဒီတရားတွေကဘလို့ပေါ်လာပြီးဘလို့ပျောက်သွားကြတယ်ဆိုတာကိုဒါဝိပဿနာလမ်းကြောင်းပေါ်ရှောက်ရှိပြီးတော့သိတယ်လို့ဆိုလို့တယ်ပထမသိတာတော့အနုပဒဝဝဋ္ဌိတာလို့ဒီတရား15မျိုးကိုသိတယ်ဆိုတာသူတို့ရဲ့သဘာဝလက္ခဏာတွေကိုသိတာအဲ့တော့ဖတ်တာတို့ဝေဒနာတို့တင်ညာတို့ရဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ရှေ့ပိုင်းနေမှာခေါ်ပြီးခဲ့ပြီเนาะအဲ့ဒီတိုင်းပဲပြန်မှတ်ရုံပဲအဲ့ဒီဟာတော့အခုအသိဝင်လာတဲ့တရားတော့ပဲဒီမှာရှုပွားပုံလေးကိုပြောပြအောင်เนาะ15မျိုးတည်းကအသိဝင်လာတာကတတ္ထာပဲရှိတယ်တတ္ထာဆိုတာလေအသိဝင်လာကျန်တဲ့ဟာတွေကအဟောင်းနေပဲเนาะအရင်ကတည်းကရှိခဲ့တဲ့ဟာတွေအဲ့ဒီလိုဖြစ်တာလည်းထင်ထင်ရှားရှားသိချုပ်တာလည်းထင်ထင်ရှားရှားသိတဲ့အခါမှာဒါသိပြီးရင်ဆုံးဖြတ်တဲ့ဉာဏ်ဆိုတာပေါ်လာတာကိုကပြောစရာမလိုဘူးဘယ်သူပဲဖြစ်ဖြစ်ကိစ္စတစ်ခုကိုစူးစမ်းတဲ့အခါအော်ဒီလိုပါလားဆိုတာကိုယ့်ကိုဆုံးဖြတ်နိုင်တယ်လေမစားဘူးတဲ့အစာအာဟာရကိုမြည်ကြည့်ပြီးတဲ့အခါအော်ဒီလိုပါလားဆိုတာသိတယ်လို့အခုလည်းဒီတရားတွေကိုအသေးစိတ်လေးလာလိုက်တဲ့အခါကျတော့ထပ်ဆင့်ပြီးတော့သိလာတဲ့သဘောကပါတော့ဆိုသောဧဝံပဿနာတိသာရိပုတ္တရာဟာအဲ့ဒီတရားတွေကိုအခုလိုသိတယ်တဲ့ဘယ်လိုသိတာတော့ဧဝံကိရမေဓမ္မအဟုတ်တော်တမ္မောတိဟုတ်တော်ပฏิဝေတိအော်ဒီတရားတွေဟာငကောရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်အခုလိုဖြစ်လာကြတာပါလား
ဖြစ်လာပြီးတော့လည်းပဲခုလိုပျောက်သွားကြတာပါလားဆိုတာကိုဆုံးဖြတ်နိုင်သွားတယ်မမြဲဘူးဆိုတာဆုံးဖြတ်နိုင်တယ်နော်အနိစ္စရဲ့သဘောတရားကအဲ့ဒါမျိုးငကောရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာပြီတဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားတယ်ဒါအနိစ္စမမြဲဘူးဆိုတာအဲ့ဒါပြောတာမဖြစ်ဘဲနဲ့ပြတ်သွားတာကိုပြောတာမဟုတ်ဘူးဖြစ်လာတယ်ပျောက်သွားတယ်အနိစ္စမြင်မှာအဲ့ဒါမျိုးဥပမာမဲ့စီကိုဒုံးနဲ့တီးလိုက်တဲ့အခါမှာစီတန်ပေါ်လာတယ်ဒါပဲအဲ့ဒီစီတန်ဟာတုတ်ထဲမှာရှိတာလားစီထဲမှာရှိတာလားဆိုဘယ်မှရှိတာမဟုတ်ဘူးရှိရင်နားနဲ့ကတ်ထောင်ရင်စီတန်လေးတွေကြားနေရမှာပေါ့အဲ့လိုရှိတာမဟုတ်ဘူးစီနဲ့တုံးနဲ့ဆုံလိုက်တဲ့အချိန်လေးမှာပေါ်လာတာပြီးရင်ပြောက်သွားတာအဲ့ဒါကိုပြောတာအာဟုတ်တော်ကတန်မောတီးတယ်ရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာရှိနေတာမဟုတ်ဘူးဆိုတာသိကြတယ်ကက်ဆက်ဖွင့်နေဆိုတာကက်ဆက်ထဲမှာသူကအတန် record လုပ်ထားလို့ရှိတာအဲ့ဒါ stick ထဲမှာထားရင်ရှိနေတာအဲ့ဒါ CD လို့ထွက်တဲ့အတန်ကအဲ့လိုရှိနေတာမဟုတ်ဘူးမီးကြည့်ဖူးတွေကလည်းမီးရှိနေတာမဟုတ်ဘူး gas ပဲရှိတယ်ရမ်းမဲ့ရှိတယ်ဒါပေမဲ့တော့အကြောင်းတစ်ခုထည့်လိုက်တဲ့အခါကျတော့ share ကနေဆိုမီးတောက်လာအဲ့ဒီမီးကဒီထဲရှိနေလားဆိုရှိနေမဟုတ်ဘူးအဲ့ဒီသဘောပဲအဟုတ်တော့တန်ဘောတိတဲ့ငကောရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်မှာလည်းပဲဟုတ်တော်ပฏิဝိန္တိဖြစ်လာပြီးတဲ့နောက်လည်းပျောက်သွားတယ်ပျောက်သွားတယ်ဆိုတော့ဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးပျောက်သွားတာပဲပြန်လာတာမဟုတ်တော့ဘူးအပြီးပျောက်သွားတာပေါ်လာပြီးအပြီးပျောက်သွားတာပြန်ယူခြင်းလို့မရဘူးနောက်ဟာနောက်အတန်ပဲနော်အဲ့ဒါပြီးသွားပြီအနိစ္စရဲ့သဘောကအဲ့ဒါမျိုးဒီလိုအတန်လားလို့ဆိုတော့မဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့သဘာဝတရားတွေဟာအဲ့လိုပဲပျောက်သွားတာအပြီးပျောက်သွားတာနောက်ထပ်နောက်အကြောင်းကြောင့်ဖြစ်တာအဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သဘာဝတရားတွေအနေနဲ့ကြည့်မယ်ဆိုရင်လူဟာအချိန်ပေါင်းများစွာသိဆုံးနေတာလူလို့ပြောတဲ့ဟာမှာရုပ်တည်နာနေဟာအချိန်ပေါင်းများစွာသိဆုံးနေကြတာနောက်တော့ပြန်ဖြစ်နေလို့သာသူကအသက်ရှင်နေတယ်ပြောကြတာမနော်တော့တော့ကပြန်ဖြစ်တာမဟုတ်ဘူးသူကအသစ်ပဲလာတာအသစ်ပဲလာတာအဟောင်းနေမလာတော့တခါပဲဒါကြောင့်မလို့မြစ်ထဲမှာရေနှခါဆင်းမချိုးနိုင်ဘူးဆိုတဲ့စကားအဲ့ဒီတည်းပဲပြောနောက်ဆင်းလို့ရှိရင်နောက်ရည်ပဲတွေ့မယ်ဒီအရင်ရေးမဟုတ်ရေသာနောက်ရည်မဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ကလည်းနောက်ခန္ဓာဖြစ်နေပြီအဲ့ကြနောက်ရည်ဖြစ်သလိုနောက်ခန္ဓာကိုယ်ဖြစ်သွားပြီအချိန်တိုလေးအတွင်းမှာသူကပြောင်းလဲသွားတာနှစ်ခုစလုံးပြောင်းလဲသွားတာမြေရည်သာပြောင်းတာမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်ကလည်းပြောင်းသွားပြီအဲ့ဒါကိုအနိစ္စလို့ပြောတာနော်ဖြစ်လာပြီးပျောက်သွားတယ်ပျောက်သွားတာအပြီးပျောက်တာဘယ်တော့မှပြန်လာမှာမဟုတ်ဘူးအဲ့ဒါကိုရှင်သာရိပုတ္တရာကသိပုံကိုဟုတ်တော်ဝါအဟုတ်တော်ဝါတန်ဘောတိငကောရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာကြတယ်ဟုတ်တော်ဝါပฏิဝိန္တိဖြစ်လာပြီးတဲ့နောက်အလုံးပြောက်ွယ်သွားတယ်ဒါအနိစ္စစပြီးတော့မြင်နေဆိုတာကိုဝိပဿနာရှုဖို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒါလိုရှုလိုက်တဲ့အခါကျတော့အချိန်လေးတွေကဘာတွေတိုးတက်လာတော့သောတေတုဓမ္မေတုအနုပါယောဒီဖြစ်ပေါ်လာတဲ့တရားတွေကိုအကုန်သိပြီးအဲ့ဒီတရားတွေပေါ်မှာတဏှာအစွဲနဲ့လည်းမချင်းကပ်ဘူးတဲ့တဏှာအမြင်နဲ့လည်းမကြည့်ဘူးလို့ပြောတယ်အိမ်မက်ထဲဆိုကောင်းတဲ့အိမ်မက်လေးဆိုသူကမက်ချင်အောင်မှထပ်ပြီးတော့နော်တဏှာစွဲလေးနဲ့ပါလာလို့ရှိရင်ခြေနဲ့နေတယ်အဲ့တော့သဘာဝတရားဖြစ်ပြီးဒီလိုပဲဆိုတာကိုသဘာဝတရားကိုသိအောင်မှတပါအဲ့ဒီတရားပေါ်မှာ
နှစ်သက်တဲ့တွေ့တာတဲ့ဆိုတဲ့တဏှာအမြင်လည်းမရှိဘူးအနပါယောမုန်းစရာကောင်းတယ်အိမ်မက်ဆိုးကြီးဆိုရင်ပျောက်ချင်တယ်သူတွေအဲ့ဒါလို့အနပါယောခွာတာလည်းမရှိဘူးအနိတိတောဒိဋ္ဌိအမြင်တဏှာအတွေးတွေနဲ့လည်းပတ်သက်မှုမရှိဘူးအပฏิပတ်တောကိလေသာနဲ့ဆက်ဆက်မှုလည်းမရှိဘူးဝိပ္ပမုတ်တောလုံးဝကင်းကင်းလွတ်လွတ်ဝိတန်ယုတ်တောကိလေသာတွေနဲ့တွဲနှောင်ထားခြင်းလည်းမရှိဘူးဝိမရိယာဒီကတေနစေတတာကတ္တချင်းမခံနေရတဲ့တလဇတ်သိနေတဲ့အသိဉာဏ်လေးနဲ့ပဲဝိပဿနာရှုပြီးတော့နေတယ်ဒီသိတာလွယ်ပြီးဉာဏ်တွေဘာမှပါမလာဘူးလို့ဆိုတော့သို့တော့တစ်ခုကတော့ဘာတော့ဆိုရင်သောအဋ္ဌိဥဒ္ဒရိနေတရဏန္တိပါဇာနာတိဒါလမ်းဆုံးမဟုတ်သေးဘူးထိတဲ့အစင်မြင့်တဲ့တရားရှိသေးတယ်ဆိုတာကိုတော့ကောင်းထဲမှာရှိနေတယ်နော်ကောင်းထဲမှာရှိနေတယ်တပ်ပဟူလီကာရာအချိန်ချင်းဝင်စားတယ်ဒုတိယဇန်ကိုအချိန်ချင်းဝင်စားတယ်ဇန်ကထပြီးရင်ဝိပဿနာရှုတယ်အချိန်ချင်းလှုပ်တယ်အချိန်ချင်းလှုပ်လို့အဋ္ဌိတွေဝတ္တဟောဒီရှိနေတယ်ဆိုတဲ့အသည့်လေးကတော့ဖြစ်လာတယ်လို့ပြောဒါဒုတိယဇန်နဲ့ပတ်သက်ပြီးတော့ဝိပဿနာရှုပုံနဲ့ပတ်သက်ပြီးပြောသွားတာအဲ့ဒီမှာတမ္ပတာရဏဆိုတဲ့တတ္တနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကတတ္တကိုဘယ်လိုတွေ့သလဲနော်ဧကောဓိဘာဝမှာဒီကောင်းမြတ်တဲ့တမာတိဆိုတာဘယ်လိုတွေ့သလဲဆိုတဲ့အခါမှာတတ္တကိုတွေ့ပုံကတော့တရားဖြစ်တာကိုသူရှာကြည့်လိုက်တဲ့အခါမှာတတ္တဟနလက္ခဏာယုံကြည်ခြင်းဆုံးဖြတ်ခြင်းဆိုတဲ့အမှတ်လက္ခဏာရှိတဲ့သဘောလေးတွေ့ရှိရတယ်ဒါဟာတတ္တပဲပတာရဏရတသူဖြစ်လာရင်စိတ်ထဲမှာကြည်သွားတယ်နော်စိတ်ကကြည်သွားတယ်အဲ့တော့ကြည်အောင်လုပ်တဲ့ကိစ္စရှိတယ်အကာလုတိယပစ္စုပ္ပထာနာတရားစွာလေးပေါ်နေလို့ရှိရင်စိတ်ထဲမှာနောက်ကြည့်တဲ့သဘောတွေကင်းသွားတယ်ရှည်ပြားကြည့်နေရင်နောက်တာကင်းတယ်လို့ပဲဒီတရားလေးပေါ်လာတဲ့အခါမှာအခြေအနေဟာဒီတိုင်းဖြစ်တယ်ဆိုတာကိုရှင်သာရိပုတ္တရာဝိပဿနာဉာဏ်နဲ့အသေးစိတ်သိတယ်တဲ့လက္ခဏာရတ္တပစ္စုပ္ပထာအနေနဲ့ဒါရှင်းပြတာဖြစ်တယ်တမာရီကြတော့ဧကဂရမှလည်းတမာရီပါပြီးသားဖြစ်တော့တမာရီဆိုတာဟိုအာယုန်ဒီအာယုန်ပေါ်မှာလွင့်ပြန်တာမရှိဘူးအလုံးကိုစူးစီးလိုက်တယ်အာယုန်တစ်ခုတည်းပေါ်မှာစူးစီးထားတယ်စုကြနေတယ်အဲ့လိုတမာရီရဲ့တဘာဝကိုလည်းပဲသိချင်ချာချာသိလိုက်တယ်အဲ့တော့ဒုတိယဇန်ဝင်စားပြီးဒုတိယဇန်ကထပြီးတဲ့အခါမှာတရား15မျိုးကိုဝိပဿနာရှုတယ်တစ်ခုစီတစ်ခုစီသိစိတ်ရှုနိုင်တယ်အဲ့ဒါကိုအနုပဒဝဝဋ္ဌိတာလို့အနုပဒဝိပဿနာဆိုတာအဲ့ဒါကိုပြောတာနော်ဒါကဒုတိယဇန်ဝင်စားပြီးဝိပဿနာရှုပုံကိုပြောတယ်နောက်တစ်ဆင့်တက်ဆံစရာအဆင့်ဆင့်တက်သွားတာသူအဆင့်တက်လိုက်တယ်အဆင့်တက်တယ်ဆိုတာဘယ်လိုတက်တာတုံးဆိုရင်ဆံထဲမှာပါဝင်တဲ့တရားတွေကိုရှော့ချတာရှော့ချပြီးတော့တက်သွားတာဘာဖြစ်လို့ရှော့ချတာတုံးဆိုတမာရီရဲ့ပိုးဖို့ကောင်းလာတော့မလိုအပ်တာတွေဆိုလိုတာကတမာရီစွမ်းအားကိုမြင့်လိုက်လို့ရှိရင်တမာရီရဲ့အနှောက်အယှက်တရားပျောက်သွားတယ်တမာရီစွမ်းအားကိုမြင့်လိုက်တာ ਨੇ တမာရီရဲ့အနှောက်အယှက်လို့ပေးတဲ့တရားတွေအကုန်ပြုတ်ကျသွားတယ်အဲ့တော့ဒုတိယဇန်တက်ပုံလေးကိုမြတ်စွာဘုရားကဟောတယ်တတိယဇန်တက်ပုံလေးကိုဒုတိယဇန်ပြီးတော့တတိယဇန်တက်ပုဏ္ဏစာပရံဘိက္ခုသာရိပုတ္တောယဟန်တို့
နောက်တစ်ခါသာရိပုတ္တရာဟာပိဋိယာစဝိရကပိဋိကိုလည်းသူမလိုချင်တော့ဘူးဝိတဝိสารကိုသာမလိုချင်တာမဟုတ်ဘူးပိဋိကိုလည်းမလိုချင်ဘူးပထမတော့ကတော့ဝိတဝိสารရဲ့အပြစ်တန်မြင်တာအခုတမာတိစွာမြင်လိုက်တဲ့အခါပိဋိကလည်းရှုပ်တာပဲတမာတိကိုနှောက်ယှက်ပေးတယ်ဘာဖြစ်လို့လဲသူကတိမ့်နဲ့ဆိုလှုပ်ရှားတာကိုယ်ကလည်းအာယုံမတွန်းတင်နေတာဆိုလှုပ်ရှားတယ်အာယုံနဲ့ကွဲမတော့လုံးပန်းနေတယ်ဆိုလှုပ်ရှားတယ်တမာတိအတွက်အနှောက်ယှက်တွေဖြစ်တယ်ပီတိဆိုတာလေကြည့်လေကိုယ့်ရင်ထဲမှာပီတိဖြစ်နေလို့ရှင်စိတ်လှုပ်ရှားတာအသာထားလူတောင်မှပဲဟုတ်လားရင်ခုန်နေတာလေပီတိနဲ့ရင်ခုန်တဲ့အခါကျမျက်လုံးကတော့မျက်ရည်ထွက်လာတယ်သူခုန်မှများတော့ပီတိမျက်ရည်ဆိုတာကြားဖို့နေကြတာပဲအဲ့ဒါလည်းလှုပ်ရှားမှုတစ်ခုပဲလေဒါကြောင့်မို့အဲ့ဒီပီတိကိုလည်းမလိုချင်တော့မလို့ကျွန်တော်ဇိုင်းကငါးပါးတဲ့ကဝိတက်လည်းပြုတ်သွားပြီဝိသရလည်းပြုတ်သွားပြီပီတိလည်းပြုတ်သွားပြီဆိုတော့ဒုက္ခဧကဂတနှစ်ခုပဲကျန်တော့တယ်ပီတိမပါတဲ့ဒုက္ခပီတိကင်းတဲ့ဒုက္ခဆိုတာတမန်ပုဂ္ဂိုလ်တွေတော့ဒုက္ခဆိုရင်ပီတိကပါနေတယ်တမန်အတွေ့အကြုံရဆိုရင်ပီတိမပါတဲ့ဒုက္ခခံစားဖို့ရတော်တော်ခဲရင်တယ်နော်ပီတိနဲ့ဒုက္ခအမြဲတမ်းတွဲနေတယ်လို့ဖြစ်တယ်အဲ့ဒီတတ္တယဇံကြတော့ပီတိမပါတဲ့ဒုက္ခအဲ့ဒါကိုမြတ်စွာဘုရားကပိဋိယာစဝိရကပီတိကပေါ်မှာလဲအပြစ်မင်ပြီးတော့ဖယ်ရှားလိုက်တယ်ဖယ်ရှားလိုက်တော့လေသူကဒုက္ခဧကဂရနှမျိုးနဲ့နေတဲ့အခါမှာပီတိဖယ်လိုက်တဲ့အခါဒုက္ခရှိတယ်အဲ့ဒီဒုက္ခပေါ်မှာသူตายရလားလို့ဆိုအဲ့ဒီလိုကြီးမตายရတော့ဥပိ္ပခကောစာဝိဟရတိတဲ့ပီတိဖယ်လိုက်တဲ့အခါမှာသူစိတ်တွေကငြိမ်သက်သွားတယ်ပို့ပြီးတော့ငြိမ်သက်သွားတယ်ဒါတမာရီရဲ့စွမ်းအားပိုကောင်းလာတယ်လို့ပြောတာပီတိရဲ့လှုပ်ရှားမှုတွေဖယ်လိုက်တဲ့အခါမှာဒီဥပိ္ပခကောတည်ငြိမ်သွားတယ်ဥပိ္ပခကောဆိုတာသူကအပက္ခပဋိတာဟုတ်တော်ပတ္တတိအပက္ခပဋိတာဆိုဘယ်မလိုက်တာဥပိ္ပခရဲ့တော့ဘယ်မလိုက်တာဟိုဘက်ဒီဘက်မရောက်ဘူးတည်ငြိမ်တိမှတ်တဲ့သဘောကိုပြောတာတည်ငြိမ်တိမှတ်တယ်စိတ်ဟာလောဘနဲ့တွဲလို့ရှိရင်လိုက်လျောတယ်ဒေါသနဲ့တွဲလို့ရှိရင်ဆန့်ကျင်တယ်ဘက်လိုက်နေတာသူတစ်ဖက်ကိုရောက်သွားတယ်အလောရတာမပါတော့ဆိုလို့ရှိရင်သူအလဲမှာတိမှတ်နေတယ်အဲ့လိုဥပိ္ပခကောစဒါကိုဗမာလူသုံးတဲ့စကားလုံးကလေးလူရှုတယ်ဆိုဗမာတွေလေးလူရှုတယ်ဆိုတာတွေကအဓိပ္ပာယ်တွေကအများကြီးဖြစ်တော့အမှန်သိဖို့ခက်သွားတယ်လေးလူရှုတယ်ဖက်မလိုက်တဲ့အမြင်ဆိုလိုတာဥပိ္ပခဆိုဘယ်မလိုက်တဲ့အနေအထားမျိုးစိတ်ဟာဘယ်ဘက်မှရိမ့်မသွားဘူးတည်ငြိမ်တိမှတ်တဲ့စိတ်နဲ့နေတယ်လို့ဒီလိုပြောလို့တာအဲ့လိုတည်ငြိမ်တိမှတ်ရအောင်ဘာတွေကထိမ့်ပေနေတော့ဆိုတတောစတမ္ပဇာနောစဒီတတိယစဉ်ရှောင်းလာတဲ့အခါတတိကလည်းပိုကောင်းလာတယ်စဉ္ညတုံတရားကလည်းပိုကောင်းလာတယ်တက်လာတယ်ဒါဆိုင်ငါလည်းတော့မပါဘူးသူတို့ကဒါပေမဲ့ဒီတရားတွေကပို့လှုပ်လာတတိယနေထိမ့်ပေးထားတယ်ပညာစဉ္ညတုံတရားကနေထိမ့်ပေးထားတယ်တတိနဲ့ပညာထက်လာတယ်အပေါ်ရောက်လာတယ်အရင်တော့တတိတို့ပညာတို့ရှိတော်လဲပဲပိဋိရဲ့လှိုက်ခတ်မှုကြောင့်ရိုက်ခတ်မှုကြောင့်ပိဋိရဲ့စွမ်းဆောင်မှုကထင်ရှားနေတော့ပိဋိလှိုင်းလုံးရိုက်နေတာနဲ့ဒါတွေကပြောင်းနေတယ်လို့ဖြစ်တယ်နော်အခုကပိဋိလှိုင်းနေမရှိတော့ဘူးငြိမ်သွားပြီငြိမ်သွားသည့်အတွက်ကြောင့်တည်ငြိမ်မှုအပေါ်မှာတ
တတိထားမှုကလည်းပြီးပြင်းလာတယ်ဆင်ញင်တုတ်တရားကလည်းပြီးပြင်းလာတယ်လို့သူတို့ပြောတာနော်ဒုက္ခိစကာယေနပဋိတံဝေရတိအဲ့တော့ဒီဇံဝင်စားတဲ့အခါမှာဒုက္ခနဲ့ဧကဂတသို့မဟုတ်ဥပိ္ပခနဲ့ဧကဂတဝေဒနာတော့ဒီနှစ်ခုပဲရှိတယ်ဝေဒနာရှိတော့ဒီဒုက္ခသူ့ရဲ့ချမ်းသာမှုကတည်ငြိမ်မှုနဲ့လာတဲ့ချမ်းသာမှုပေါ့အဲ့ဒီမှာဇံကထားတဲ့အခါမှာကြာရင်တော့ဒီကုလုံးဟာကျင့်တတ်ဖွယ်ရကောင်းတော့အောင်ချမ်းသာနေတယ်ပေါ့နော်ဇံတွင်းမှာတော့သူကဥပိ္ပခကောဘလို့ချမ်းသာဇံတွင်းမှာတော့ဒုက္ခကိုထိန်းထားလိုက်တယ်သူကလက်တွေ့ရှုထားနိုင်တယ်ဇံထမှာအဲ့ဒီဒုက္ခရဲ့သဘောပေါ်တယ်အဲ့ဒါကြောင့်မို့ဒီတတိယဇံဝင်စားတဲ့ပုဂ္ဂိုလ်ကိုအတွေ့အကြုံရှိတဲ့တဘာရဲ့နဲ့အရိယပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုဥပိ္ပခကောတတိမဒုက္ခဝိဟာရီသူ့ရဲ့အနေထားမှာအေးဖဲမလိုက်ဖဲနဲ့တီတီချင်းချင်းနဲ့နေနိုင်တယ်တတိလည်းရှိတယ်ချမ်းလည်းချမ်းသာတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာဥပိ္ပခကောတည်ငြိမ်ပါပြီတယ်တတိမတတိရလည်းကောင်းပါပြီတယ်ဒုက္ခဝိဟာရီတကယ်ကိုငြိမ်သက်အေးချမ်းစွာနေထိုင်ပါပြီတယ်လို့ချီးမွမ်းပြောဆိုခြင်းခံရတယ်အဲ့ဒီတတိယဇံအဆင့်ဟာအလုံးကိုတည်ငြိမ်တဲ့အဆင့်ဖြစ်တယ်ဒါကြောင့်အဲ့ဒီတတိယဇံကိုဝင်စားပြီးတော့ရှင်သာရိပုတ္တရာဟာတတိယဇံကိုဝင်စားပြီးတော့နေလိုက်တယ်အဲ့ဒီတတိယဇံကထားတယ်ထားလိုက်တာနဲ့အဲ့ဒီဇံထဲမှာပါတဲ့တရားတွေကိုဝိပဿနာရှုမယ်အနုပရဝဝဋ္ဌိတာယေစတတိယေဇာနေဓမ္မာတတိယဇံဝင်စားနေတဲ့တွေးရှိရတဲ့တရားတွေကဘာလို့ဆိုရင်ဒုက္ခိစတတိစတမ္ပစဉ္ဉ္စစိတ်တေကကတာအစာအဲ့မှာတွေးရှိရတဲ့တရားတွေကဒုက္ခဆိုတာတွေးမယ်တတိဆိုတာတွေးမယ်တမ္ပစဉ္ဉ္ဆိုတဲ့ပညာတွေးမယ်စိတ်တေကကတာဆိုတဲ့တမာရီကိုတွေးမယ်ဒီလေးမျိုးတွေးတယ်ကျန်တာတွေကစိတ်ဖြစ်ရင်ဖြစ်လာတဲ့ဖတ်တာတို့ဝေဒနာတို့တင်ညာတို့စေရနာတို့နောက်စိတ်ဆန္ဒအတိမောခဝိရိယတတိဥပိ္ပခမနတိကာရဆိုဒီ7မျိုးအလုံးပေါင်းလိုက်တော့15မျိုးဒီ15မျိုးသောတရားတွေကိုအသေးစိတ်တစ်ခုစီဝိပဿနာဉာဏ်နဲ့သူတို့ရဲ့သဘာဝလက္ခဏာရှုတော်ကနေပြီးတော့သိတယ်တဲ့တရားတဓမ္မအနုပဒဝဝဋ္ဌိတာဟောတိတယ်အဲ့ဒီတရားတွေကိုအသေးစိတ်တစ်ခုမကြံပိုင်းခြားပြီးတော့သိတယ်ဝိရိဒဥပ္ပဇ္ဇန္တိဒီတရားတွေဟာသူ့ရင်ထဲမှာထင်ထင်ရှားရှားဖြစ်လာတာလည်းသိရတယ်ထင်ထင်ရှားရှားတည်ရှိနေတာလည်းသိရတယ်ထင်ထင်ရှားရှားချုပ်ပြောက်သွားတာလည်းတွေ့ရတယ်တွေ့တဲ့အခါမှာဒီတရားတွေဟာဒီလိုပဲဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားကြတာပါလားဆိုတဲ့ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာလေးကိုဝိပဿနာပဲကူးသွားပုံလေးကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီမဲ့အသိဖြစ်လာတဲ့ဥပိ္ပခာဆိုတဲ့တရားကိုဘယ်ပုံရှာတွေ့တယ်လဲကျန်တဲ့ဖတ်တာတို့ဘာလို့တွေ့ပုံကတော့ရှေ့ပိုင်းမှာပြောထားပြီးသားဆိုထင်ရှားနေပြီဥပိ္ပခာဆိုတဲ့တရားကိုဘယ်လိုတွေ့တော့ဆိုမစ္ဆတလက္ခဏာဥပိ္ပခာဆိုတာအစွန်းမရောက်တဲ့အလဲလက်သဘောကိုပြောတယ်အပက္ခပဋိတာဟိုဘက်ဒီဘက်မပါဘူးအစွန်းမရောက်တဲ့အလဲလက်သဘောသူဖြစ်လိုက်လို့ရှိရင်ဥပိ္ပခာလို့တည်ငြိမ်သွားတဲ့သဘောဆိုပါစို့စိတ်ဓာတ်ကြတာလည်းမဟုတ်စိတ်ဓာတ်တက်တာလည်းမဟုတ်အဲ့တော့စိတ်ကြယောဂလည်းမရှိဘူးစိတ်ထယောဂလည်းမရှိဘူးတည်ငြိမ်နေတဲ့သဘောပြောတာဥပိ္ပခာ
စိတ်ရောကလည်းပဲစိတ်ထတာတို့စိတ်ကြွတာတို့စိတ်ပါတာပွားတာတို့ရှိသေးတာကိုနော်စိတ်ထဲမှာဖြစ်တဲ့တရားတွေဒီဥပိ္ပခဝင်လာလို့ရှိရင် तू ကစိတ်ထပဂတိအနေထားတစ်ခုတည်ငြိမ်သွားတယ်ဒါမို့မစ္ဆဒလက္ခဏာအလယ်လသဘောရှိတယ်တဲ့အနာဘောဂရတဟိုဘက်ရောက်ဒီဘက်ရောက်အစွန်းတွေကိုရှင်တဲ့နှလုံးထဲမှာထည့်သွင်းထားမှုကင်းတဲ့ကိစ္စရှိတယ်အပြာပါရပိစုပဋ္ဌာနာကြောင်းကြမဆိုင်ဘူးဥပိ္ပခရဲ့သဘောကဘာနဲ့ဥပမာတူလို့ဆိုဥပမာပြောမယ်ဆိုရင်ကားတွေလည်းမရှိဘူးလမ်းကြီးလည်းကျဲတယ် highway ပေါ်မှာကားမောင်းတဲ့အခါကြလို့ရှင်ဟုတ်လားတချင်းလေးဆိုလေးချွန်ပြီးတော့စတီးရင်လေးကိုလက်တင်ပြီးတော့မောင်းသွားလို့ရတယ်ကိုရှိမှတခုတွေ့ရင်တော့အဲ့ဒါတတိထားရတော့ဘာမှမတွေ့ဘူးလမ်းကြီးလည်းဖြောင်းနေတာဆိုတဲ့အချိန်မှာကားမောင်းတဲ့လူကစိတ်ဆိုင်เสียမလို့တော့စာပေကျမ်းဂန်ထဲမှာတော့ကားမပေါ်သေးတော့ဘာနဲ့ဥပမာပေးတော့ဆိုမြင်းလဲနဲ့ဥပမာပေးတယ်လမ်းကျကြီးမှာတဲ့မြင်းတွေကလည်းလိမ္မာရေးချရှိတဲ့မြင်းတွေစွမ်းဆောင်မှုကောင်းတဲ့မြင်းတွေအဲ့ဒီမြင်းတွေကိုမြင်းတွေနဲ့လမ်းမကြီးပေါ်မှာမောင်းသွားတဲ့အခါမှာတဲ့မြင်းတွေကလည်းသူ့ဘာသူညီးနေအောင်လမ်းပေါ်မှာပြေးနေကြတယ်အဲ့ကြရင်မြင်းလဲသမားလေးချွန်တချင်းလေးဆိုပြီးတော့အသာလေးလိုက်တော့ခူးဆိုင်ကြမလို့မြင်းရဲ့စကြိုးဆွဲကြမလို့တော့ဘူးစကြိုးလွတ်ထားပြီးတော့ကြာဖို့လည်းမကင်မဲနဲ့အသာလေးထိုင်လိုက်သွားတယ်ဆိုတာဒါဥပိ္ပခရဲ့သဘောကိုအဲ့ဒီဥပမာနဲ့ထင်ရှားပြခုခေတ်တော့ကားခေတ်ဆိုကားလို့ပေါ့နော်အဲ့လိုပဲသဘောပါအဲ့တော့အဲ့ဒီဥပိ္ပခအပြာပါရပစ္စုပ္ပတ္တဘာကုမှကြောင်းကြစိုက်เสียမလို့စိတ်เสียမလို့တဲ့ဟာနောက်တတိဆိုတာကြတော့အမှားရတဲ့လက္ခဏာရှိတယ်အာယုံရင်ထဲမှာပျောက်သွားတဲ့မပျောက်အောင်ထိန်းထားတဲ့ကိစ္စရှိတယ်တခြားတရားတွေအာယုန်တွေဝင်းမလာအောင်ထိန်းသိမ်းဆောက်ရှောက်တဲ့ကိစ္စရှိတယ်နော်ထိန်းသိမ်းဆောက်ရှောက်တဲ့တရားအဖြစ်ပုံရိပ်တွေ့ရတယ်တမ္ပဇညဆိုတဲ့ပညာကြတော့အတ္တမောဟလက္ခဏာတွေ့ဝေချင်းကင်းတဲ့အနေထားရှိတယ်သူအာယုန်တစ်ခုတွေ့လိုက်လို့ရှိရင်အမှန်မသိရင်တွေ့ဝေသွားတာဘာပါလိမ့်ဆိုတဲ့တွေ့ဝေမှုတွေနဲ့မဆုံးဖြတ်နဲ့ပညာဖြစ်လိုက်လို့ရှိရင်မတွေ့ဝေဘူးချက်ချင်းသဘာဝကိုသိတယ်အတ္တမောဟလက္ခဏာတွေ့ဝေခြင်းကင်းတဲ့အမှတ်လက္ခဏာတိရဏရတဆုံးဖြတ်နိုင်တယ်ဒါပဲဆိုတာတွေ့ဝေခြင်းကင်းတော့ဆုံးဖြတ်ချက်ချနိုင်တယ်ပဝိစေယပဋ္ဌာနာစီစစ်တတ်တဲ့တရားစစ်ဆေးပြီးတော့အသေးစိတ်သိတဲ့တရားအဖြစ်ဉာဏ်ထဲမှာရှုမြင်ရတယ်လို့အဲ့လိုရှင်သာရိပုတ္တရာဟာဒီတတ္တယဇံဝင်စားပြီးတဲ့အခါမှာဒီသူတတိရဲ့တမ္ပဇညရဲ့ဥပိ္ပခရဲ့ဒီတရားတွေရဲ့သဘာဝလက္ခဏာတွေကိုခုလိုသိပြီးတော့ဝိပဿနာရှုနိုင်သွားတယ်ဝိပဿနာရှုတဲ့အခါမှာခုနလိုတဏှာအတွေးတွေမလာဘူးဒေါသအတွေးတွေမလာဘူးအလုံးဟာကိလေသာတွေကကင်းကွာလွတ်လပ်ပြီးတဖြောင်တည်းသောစိတ်နဲ့ဝိပဿနာဉာဏ်တွေဟာအနောက်ရှက်ကင်းနဲ့ဖြစ်တယ်လို့ဒါဟာရှင်သာရိပုတ္တရာရဲ့တတိယဇန်နဲ့ပတ်သက်တဲ့အနုပဒဝိပဿနာဖြစ်တယ်လို့သူတို့ခေါ်တာနော်နောက်တစ်ခါစတုထဇန်ဒီတဲ့အစင်းမြင့်သွားတဲ့စတုထဇန်တစ်ခါဝင်စားဒါကြတော့ခုနကဒုက္ခနဲ့ဧကဂတဒါကြတော့သူကဥပိ္ပခနဲ့ဧကဂတဇာယင်ကနှစ်ခုပဲရှိတော့ခုနတော့လည်းနှစ်ခုခုလည်းနှစ်ခုဝိတေဝိစာရပီတိဆိုတာဖယ်လိုက်ပြီနောက်ဒီကြတော့ဒုက္ခကိုပါဖယ်လိုက်တယ်ဖယ်လိုက်တော့ဥပိ္ပခတတ္တဖြစ်သွားအဲ့ဒါကိုမြတ်စွာဘုရားက
ပုဏ္ဏစပရံဘိကွေတာရိပုတ္တောဒုက္ခတသပဟာနာဒုက္ခတသပဟာနာပုဗ္ဗေဝသောမနတဒေါမနတနာအထင်ကမာခံစားချက်တွေနဲ့ပတ်သက်လာတယ်အစွန်းရောက်တဲ့ခံစားချက်တစ်ခုမှမရှိတော့ဘူးအဲ့ဒါကိုအရင်ပြောဒီစရုဒ္ဓဇံအဆင့်ရောက်တာလို့ရှင်ချမ်းသာတာခံစားတာလည်းမရှိဘူးနော်ချမ်းသာမှုခံစားတာလည်းမရှိဘူးဆင်းရဲတာခံစားတာလည်းမရှိဘူးဝမ်းသာတာခံစားတာလည်းမရှိဘူးဝမ်းနည်းမှုခံစားတာလည်းမရှိဘူးဒုက္ခဆိုတာကာယကဒုက္ခဒုက္ခဆိုတာကာယကဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းသောမနတဒေါမနတဆိုတာဝမ်းသာခြင်းနဲ့ဝမ်းနည်းခြင်းစိတ်ထဲမှာဖြစ်တယ်အဲ့ဒါတွေအလုံးဖယ်ရှားလိုက်ပြီစရုဒ္ဓဇံအဆင့်ကြမှာဖယ်ရလားလို့ဆိုအဲ့လိုတော့မဟုတ်ဘူးတဲ့ကြွတင်ပြီးတော့သူကဖယ်ထားတော့ဒီအချိန်မှာစိတ်ခံစားချက်တွေဟာအဲ့ဒီလှုပ်ရှားတဲ့စိတ်ခံစားချက်တွေတစ်ခုမှမရှိဘူးစဉ်းစားကြည့်လေချမ်းသာတယ်ဆိုတဲ့စိတ်ခံစားချက်ကလည်းလှုပ်တာဆင်းရဲတယ်ဆိုတဲ့စိတ်ခံစားချက်ကလည်းလှုပ်ရှားပဲဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတာတွေကလည်းလှုပ်ရှားမှုတွေကြီးပဲအကုန်အဲ့ဒီလှုပ်ရှားနေတဲ့စိတ်ခံစားချက်တွေဟာတစ်ခုမှမရှိတော့ဘူးအကုန်လုံးသူတို့ကြော်လွန်လိုက်တယ်အဲ့တော့ဝမ်းသာတယ်ဆိုတဲ့အနေအထားကတော့အခုဒီစရုဒ္ဓဇံကိုရဖို့ကြိုးပမ်းအထုတ်တဲ့အချိန်မှာဝမ်းသာတာဆိုပျောက်သွားတတိယဇံကြော်လိုက်လို့ရှိရင်ဝမ်းသာတာပျောက်သွားဒုက္ခကတော့ပထမဇံရတော့ကလေးကဒုက္ခဆိုတာကာယကဒုက္ခဆိုတာမရှိတော့ဘူးသာမို့ကြာရှိတော့ထိုင်နိုင်တယ်နာရကျင်နာကြိုက်တာခဲတာမရှိတော့ဘူးလို့ဆိုလို့တယ်ပေါ့ထိုင်နေခြင်းကြောင့်နာရကျင်နာကြိုက်တာခဲတာညောင်းတာညာတာမရှိတော့ဘူးပထမဇန်အဆင့်မှာပဲဒုတိယဇန်အဆင့်ရောက်တဲ့ကဝမ်းနေတာဆိုတာမရှိဘူးဒေါမနတပယ်လိုက်ပြီတတိယဇန်အဆင့်မှာဒုက္ခကိုပယ်တယ်အဲ့ဒီစိတ်ခံစားချက်တွေကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိလေသာကိုတိုးပွားစေတဲ့ဟာတွေကိုဒုက္ခရှိရင်သောမနတဆိုတာလာတယ်လာတတ်တယ်ဒါကိုဒုက္ခကိုပယ်လိုက်တော့သောမနတလည်းလာကြမရှိတော့နော်ချမ်းသာလို့ရှိရင်ဝမ်းသာမှုကလိုက်လာတယ်ချမ်းသာမှုကြောင့်ဝမ်းသာမှုဖြစ်တယ်ဒါမို့ဒုက္ခသည်သောမနတရဲ့အကြောင်းဖြစ်တယ်တခါအဲ့ဒီဝမ်းသာမှုကဘာကိုဖြစ်စေပြန်လို့ဆိုတွေ့တာမှုကိုဖြစ်စေတယ်ဆိုဝမ်းသာမှုကြောင့်လူတွေဟာတွေ့တာမှုတွေပိုတိုးလာအဲ့တွေ့တာမှုကရာဂကိုဖြစ်စေတယ်လို့ပြောတခါဒုက္ခကဘာကိုဖြစ်စေတော့ဆိုဒေါမနတဝမ်းနည်းမှုကိုဖြစ်စေတယ်မခံကြည့်မခံသာဘူးဒုက္ခဖြစ်ရင်မခံသာဘူးစိတ်ထဲမှာမခံနိုင်တာဒေါမနတဝမ်းနေတယ်ကြေကွဲတယ်မခံနိုင်ဘူးဆိုတဲ့ဟာတွေဖြစ်လာတယ်ဒုက္ခရှိရင်ဒေါမနတဖြစ်လာတယ်ဒေါမနတဖြစ်လာရင်ဘာဖြစ်တော့ဆိုဒေါသဖြစ်လာတယ်အဲ့တော့ဒုက္ခဖြစ်လာရင်လူတွေကဒေါသဆိုတာတော့လိုက်လာတာပဲဒါမို့ဒုက္ခယဝေဒနာယပဋိက္ခဏုသေယောလူသေးတိတဲ့ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်သဘာဝကိုပဋိက္ခဏုသေရတယ်ဒေါသဆိုတဲ့ဆန့်ကျင်မဲ့စိတ်ကလာတော့တာစဉ်းစားကြည့်ပါလေဒီတိုင်းနေကောင်းနေရင်ကိစ္စမရှိဘူးမခံနိုင်လောက်သွားကြိုက်တာတို့နားကြိုက်တာတို့ပေါ်လာရင်အဲ့ဒီပေါ်မှာဒေါသဖြစ်လာဒုက္ခဖြစ်လာရင်ဒေါသဖြစ်လာတာပဲနောက်ကဒုက္ခဖြစ်ရင်တော့သဘောတွေကြပြီးတော့နော်ရာဂဖြစ်တယ်ဒုက္ခယဝေဒနာယရာဂနုသေယောနုသေတိဒုက္ခဝေဒနာနဲ့ကြုံလို့ရှိရင်ရာဂနုသေယဖြစ်တယ်ဒါတွေကအကျင့်ကြီးပါပြီးတော့ဖြစ်နေတာအဲ့ဒါကိုအနုသေယလို့ခေါ်တယ်အကျင့်ပါခုခေတ်စကားနဲ့ပြောရင် positive ဖြစ်တယ်တို့ဆိုလို့လား positive ဖြစ်တယ်အကြောင်းတိုက်ဆိုင်လိုက်ပေါ်လာပြီအကြောင်းတိုက်ဆိုင်ပေါ်လာပြီအဲ့လိုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစရုဒ္ဓဇံဝင်စားလိုက်တဲ့ရောက်လာတဲ့အချိန်မှာခုနပြောတယ်ဆင်းရဲတာချမ်းသာတာဝမ်းနေတာဝမ်းသာတာတခုမှမရှိတော့ပျောက်သွားပြီ
ပြောသွားပြီးတော့ဘာဖြစ်လာတော့ဆိုရင်အဒုက္ခမဒုက္ခအဒုက္ခဆိုတာဒုက္ခလည်းမဟုတ်ဘူးအဒုက္ခဆိုတာဒုက္ခလည်းမဟုတ်ဘူးနှစ်ခုစလုံးကိုညှင်းပယ်ထားတယ်ဆိုဒုက္ခဒုက္ခနှစ်ခုလုံးရဲ့စัจ जा ဆိုတာမထင်ရှားတဲ့ခံစားချက်လို့သူတို့ဆို neutral feeling လို့ပြောဒါလည်းမရှိဘူးလားဆိုရှိတယ်လူတွေကအတိမတ်မပြုတာအဲ့ဒါသူကြတော့တောင်မို့လို့အဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတိယောနုတိတိတယ်မသိလို့အဝိဇ္ဇာဖြစ်တယ်အဲ့ဒါကြတော့ဒီဝေဒနာမျိုးပေါ်ရင်လူတွေကအတိမတ်မပြုလိုက်သည့်အတွက်ကြောင့်အဝိဇ္ဇာဖြစ်လာတယ်ဘယ်ဟာမှမလွတ်ဘူးနော်ရှင်တဲ့နှလုံးထဲမှာအကုသိုလ်တွေကဆွဲမြဲတာအဲ့တော့အဒုက္ခမဒုက္ခဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးအဲ့ဒီအနေအထားမျိုးဖြစ်လာတဲ့ဥပိ္ပခတတိပါရိသုတ်တိသရုတ်ထံသာနာဥပတ္တမစ္ဆဝေရတိတဲ့တည်ငြိမ်နဲ့ဘဲမလိုက်တဲ့အလယ်လက်သဘောရှိတဲ့ဥပိ္ပခကြောင့်တတိလေးဟာပို့ပြီးတော့တန့်စင်မွန်မြတ်လာတယ်လို့ဆိုတော့ခေါ်သူကဥပိ္ပခပဲရှိတော့တာဆိုအဲ့ဒီဥပိ္ပခကြောင့်ရှင်တဲ့နှလုံးထဲမှာဖြစ်တဲ့တတိလေးဟာပို့ပြီးတော့တန့်စင်လာတယ်အဲ့ဒီတန့်စင်မှုရှိတဲ့ဆံကိုသရုတ်ထဆံလို့ခေါ်တယ်အဲ့ဒီသရုတ်ထဆံကိုဝင်စားတယ်အဲ့တော့သရုတ်ထဆံရဲ့အင်္ဂါကဥပိ္ပခနဲ့ဧကဂတနှစ်ခုပဲရှိတယ်လို့တို့မှအဲ့တော့ဝိပဿနာရှုတဲ့အခါမှာသူကယေသသရုတ်ထေဇာနေတံမေဥပိ္ပခအဒုက္ခမဒုက္ခဝေဒနာပတ္တထာအဲ့သရုတ်ထဆံအဆင့်မှာပေါ်လာတဲ့တတ္တရမေသတုပိ္ပခဆိုတဲ့တတ္တရမေသတတ္တာဆိုတဲ့ balance ဖြစ်အောင်ထိန်းထားတဲ့စေတသိက်ရဲ့အဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာရဲ့အဲ့ဒီနှစ်ခုဟာအလုံးကိုချီးမွမ်းပွဲကောင်းလောက်အောင်တည်ငြိမ်ကြတယ်သဘောဝတရားနှစ်ခုတတ္တရမေသတတ္တာဆိုတဲ့ဥပိ္ပခရဲ့ဥပိ္ပခက10မျိုးတောင်ရှိတာဒီမှာကတော့ဥပိ္ပခလို့သုံးတဲ့အခါမှာဘယ်မျိုးစားကိုရည်ညွှန်းတာတုံးဆိုရွေးရတယ်ပေါ့ဒီမှာတော့တတ္တရမေသတတ္တာကိုဆိုလိုတယ်သာနုပိ္ပခလို့ခေါ်တယ်ဥပိ္ပခရဲ့အဒုက္ခမဒုက္ခဆိုတာဝေဒနာဥပိ္ပခဆိုတိုင်းဝေဒနာမဟုတ်ဘူးတချို့ကဉာဏ်ကိုခေါ်တာရှိတယ်စံနဲ့တတ္တရမေသတတ္တာဆိုတဲ့ကိုခေါ်တာရှိတယ်ဝိရိယကိုခေါ်တာရှိတယ်ပညာကိုခေါ်တာရှိတယ်ဥပိ္ပခ10မျိုးကြတော့လို့ခေါ်တယ်ဥမာသင်္ခါရုပ္ပခဉာဏ်တို့ဘာလို့ကြတော့ဉာဏ်ကိုခေါ်တာအဲ့ဒါကြတော့အဲ့ဒီဥပိ္ပခအခုကတော့ဇန်နဲ့ပတ်သက်တာမို့တတ္တရမေသတတ္တာစေတသိက်ကိုခေါ်တယ်ဝေဒနာကြတော့အဒုက္ခမဒုက္ခဝေဒနာပတ္တထာအလုံးကိုကောင်းတယ်တမန်အဒုက္ခမဒုက္ခဝေဒနာတွေနဲ့မတူဘဲနဲ့အလွန်ကောင်းတဲ့ဟာဖြစ်တယ်စေတသောအနာဘောကိုစိတ်ထဲမှာသူတို့ဤအာယုန်တွေကိုနှလုံးသွင်းမှုမရှိဘူးတတိပါရိသုတ်တိတကယ်ကိုစင်ကြယ်မွန်မြတ်တဲ့တတိရဲ့စိတ်တွေကကတာလို့ခေါ်တဲ့တမာတိရဲ့ဒီတရားတွေပဲဖြစ်ပေါ်လာတယ်နော်တတ္တရမေသတတ္တာရဲ့နောက်ပြီးတော့ဥပိ္ပခဝေဒနာရဲ့နောက်တတိရဲ့တမာတိရဲ့ဒီ၄ခုပဲအဲ့ဒီ၄ခုပြင်ခုနကဖတ်သစာတိတရားက17မျိုးနဲ့ဆိုရင်15မျိုးပဲတိတ်ပါလဲအဲ့ဒီ15မျိုးကိုဝိပဿနာရှုတယ်တဲ့တရားတဓမ္မအနုပဒဝေါထိတာဟွန်ဒီအဲ့ဒီတရားတွေကိုဝိပဿနာရှုတယ်အဲ့တော့ဝိပဿနာရှုဖို့တွေကတော့ဖတ်တဝေဒနာတို့ရှုဖို့ကတော့ထင်ရှားပြီဒီမှာအဒုက္ခမဒုက္ခဝေဒနာကိုဘယ်ပုံဝိပဿနာရှုတော့ဆိုဘယ်လိုတွေ့တော့ဆိုအိဋ္ဌာနိဋ္ဌဝိပရိတာနုဘဝနာလက္ခဏာသူကအိဋ္ဌာနိဋ္ဌအိဋ္ဌာလည်းမဟုတ်ဘူးအကောင်းလည်းမဟုတ်ဘူးအဆိုးလည်းမဟုတ်အကောင်းနဲ့လည်းမတူအဆိုးနဲ့လည်းမတူတဲ့မြတ်တဲ့အာယုန်တစ်ခုကိုခံစားရတဲ့လက္ခဏာရှိတယ်ခြားခြားခံစားမှုကိုပြောတာနော်တည်ငြိမ်တဲ့ခံစားမစ္ဆတရတ္တ
အလယ်လက်ထိန်းကြီးပေးတဲ့ကိစ္စရှိတယ်အဝိဘုဒ္ဓပစ္စုပ္ပထာနာမတိတာတဲ့သဘောတရားတဲ့စိတ်ခံစားချက်မှာမတိတာတဲ့စိတ်ခံစားချက်လို့ပြောတာဥပ္ပခါဖြစ်မသိဘူးဒါကြောင့်မို့အဝိဇ္ဇာဖြစ်တယ်လို့ပြောတာအဲ့တော့ဒုက္ခရှိတယ်ဒုက္ခရှိတယ်ဒီနှစ်ခုသိတယ်ဒုက္ခဒုက္ခအလယ်ကျတော့မသိဘူးမသိတော့ဘယ်လိုလုပ်သိကြတော့လို့ဆိုဥပမာလေးတစ်ခုပြောဆိုလို့ရှိရင်တော်ထဲမှာသမီးနှကောင်ဖြတ်သွားတယ်အဲ့ဒီကြောက်ဖြာကြောက်ပြင်းကြီးရဲ့ဟိုဘက်မှာတက်တက်ခြေရတွေ့တယ်ဟိုဘက်ကျတော့ဆင်းတဲ့ခြေရတွေ့တယ်သို့တော့ကြောက်ဖြာပေါ်မှာခြေရမထင်ဘူးမထင်တော့အဲ့ဒီတက်တက်ခြေရနဲ့ဆင်းတဲ့ခြေရနှစ်ခုကြည့်ပြီးတော့အော်ဒီသမင်ဟာဒီကဖြတ်သွားတာပဲဆိုတာခြေရမထင်တာကိုသိတယ်လို့ပဲတဲ့ဒီမှာလဲဒုက္ခကိုသိတယ်ဒုက္ခကိုသိတယ်ဆိုရင်ဒုက္ခဒုက္ခနှစ်ခုကြားဟာလည်းသိသွားတယ်လို့ဆိုလို့တယ်အဲ့တော့ပြောတာမှန်းဆသိပေါ့ဒါအနုမာနသိလို့ခေါ်တယ်အဲ့ဒါလည်းမမှန်ဘူးလားဆိုမှန်တယ်မှန်ကန်တယ်နော်ဒါမို့အဝိဘုဒ္ဓပစ္စုပ္ပထာနာမထင်ရှားတဲ့သဘောတရားအဖြစ်တွေ့ရတယ်အဲ့တော့ဒီဇံရဲ့မှလည်းပဲထူးခြားတဲ့ဟာကဒီဟာကအဓိကပဲအဲ့ဒါကိုရှုမှတ်ပွားများပြီးတော့ရှင်သာရိပုတ္တရာဟာဝိပဿနာရှုတော့ထုံးစံတိုင်းပဲဒီတရားတွေရဲ့သဘာဝတရားတွေဟာခုလိုပဲဖြစ်လာတယ်ခုလိုပဲပြတ်သွားတယ်ဒါကြောင့်မို့အိဋ္ဌပဲဆိုတာအဓိကတော့အိဋ္ဌလက္ခဏာရှုတာပါရှုပြီးတဲ့အခါမှာဒီတရားတွေနဲ့ပတ်သက်ပြီးတော့တဏှာနဲ့လည်းမချင်ကပ်ဘူးဒေါသနဲ့လည်းမပဲခွာဘူးအလုံးဟာတဏှာတွေးဒိဋ္ဌိမြင်နေတယ်လည်းရှင်းဆက်မှုမရှိဘူးကိလေသာတွေနဲ့တွဲဆက်မှုမရှိဘူးတလက်ဆက်သိနေတဲ့အသည့်ထဲမှာဈာဖြတ်ဝင်တာမရှိဘဲနဲ့တည်ငြိမ်တဲ့အသည့်နဲ့ပဲဝိပဿနာရှုပြီးသုံးသပ်ပြီးတော့နေထိုင်တယ်ဒါသာရိပုတ္တရာရဲ့အနုပဒဝိပဿနာပဲလို့မြတ်စွာဘုရားကအခုလိုဟောကြားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်စံဝင်စားပြီးထိုဇန်ဒီမှာထင်ရှားဖြစ်ပေါ်ခဲ့တဲ့သဘာဝတရားတွေကိုပြန်ပြီးတော့ဝိပဿနာရှုတဲ့အနုပဒဝိပဿနာရှုပုံကိုမြတ်စွာဘုရားကအခုလိုရှင်းပြတာဖြစ်လို့သဘာဝတရားတွေရဲ့ဖြစ်ပေါ်မှုတွေကိုသိရှိနားလည်ရပြီးတော့တို့တွေလည်းသဘာဝတရားတွေရဲ့မိမိတို့ဉာဏ်စွမ်းရှိသလောက်သဘာဝတရားတွေရဲ့အဖြစ်အပျက်တွေကိုသိရှိနားလည်အောင်ရှုမှတ်ဆင်ခြင်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း